အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ရှေ့ကဗီဒီယိုလေးမှာဖြင်းချင်းလို့ခေါ်တဲ့ phonetic အတန်တွဲသင်္ကေတအကြောင်းလေးတွေကိုမိတ်ဆက်ပြောပြပေးသွားပြီးဖြစ်လို့ခုဗီဒီယိုလေးကတော့အဲ့ဒီ phonetic သင်္ကေတမှာပါဝင်တဲ့စက်မှုလို့ခေါ်တဲ့ပြီး23လုံးရဲ့ခေါ်ဝေါ်လေးတွေကိုကျွန်တော်ဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်သင်ခန်းစာလေးမစခင်မှာပထမဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့တရုတ်စကားပြော phonetic အတန်တွဲကိုစတင်လေ့လာတဲ့အခါမှာကလုံးလေးတွေရဲ့ကျွန်တော်တို့အင်္ဂလိပ်လိုအခေါ်အဝေါ်လေးတွေကိုခေတ္တမေ့ထားစေလိုပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တရုတ်စကားအတန်တွဲလေးတွေနဲ့အင်္ဂလိပ်အတန်တွဲလေးတွေနဲ့စတင်နေတဲ့အချိန်မှာရောထွေးသွားမှာဆိုလို့ပါ။ကဲကျွန်တော်တို့ခုသင်ခန်းစာလေးကိုစလိုက်ကြရအောင်။ကျွန်တော်တို့ B ကိုတွေ့မယ်ဆိုရင်ပေါ် P ကိုတွေ့မယ်ဆိုရင်ပေါ် M ကိုတွေ့မယ်ဆိုရင်more F ကိုတွေ့မယ်ဆိုရင်for ဒီဘက်ကfor ရဲ့ဒီဘက်က for ရဲ့အတန်တွက်ကမတူပါဘူး P မှာဆိုရင်ကျွန်တော်တို့ရိုးရိုးဖောက်ထုတ်တန်နဲ့ထွက်လို့ရပါတယ်ဒီဘက်က F မှာဆိုရင်တော့ကျွန်တော်တို့အင်္ဂလိပ်အခရာ F ကိုထွက်တဲ့အတန်မျိုးလေးနဲ့အောင်နှခမ်းလေးကိုသွားလေးနဲ့ကိုက်ပြီးတော့ F တန်လေးပါအောင်ထွက်ရပါတယ် for လက်ဆိုပြပါမယ်ပေါ် more for more for ဆက်လေးလာမယ်ဒီကိုတွေ့မယ်ဆိုရင် the t ကိုတွေ့မယ်ဆိုရင် an ကိုတွေ့မယ်ဆိုရင် na an ကိုတွေ့မယ်ဆိုရင် la ကျွန်တော်တို့ဒါလေးတွေကိုတော့တန်လေးနည်းနည်းဖော့ပြီးတော့ထွက်ဆိုပေးရမှာဖြစ်ပါတယ်ဆက်ပြီးဆိုပြမယ် the na la the na la โอเคဆက်လေးလာမယ်ကျွန်တော်တို့ G ကိုတွေ့မယ်ဆိုရင်တော့ k K ကိုတွေ့မယ်ဆိုရင် k H ကိုတွေ့မယ်ဆိုရင် h ဒါလေးကိုတော့ကျွန်တော်တို့နဲ့လေချောင်းတန်လေးအားကောင်းတန်လေးပါအောင်ထွက်ဆိုပေးရမှာဖြစ်ပါတယ်ဆက်ပြီးဆိုပြမယ် k h ဆက်ပြီးလေ့လာမယ် G ကိုတွေ့မယ်ဆိုရင် G Q ကို chi H ကို chiဒါလေးတွေကိုတော့ရေးထားတဲ့အတိုင်းပြပြတတ်လေးထွက်ဆိုပေးလို့ရပါတယ် G chi ဆက်လေးလာမယ်ကျွန်တော်တို့ Z8 ကိုတွေ့မယ်ဆိုရင်တော့ C8 ကို S8 ကို R ကို ဒီကောင်လေးတွေကိုတော့ကျွန်တော်တို့ရှာလိုက်တန်လေးတွေနဲ့ထွက်ပေးရတာဖြစ်ပါမယ်ဒီမှာရေးထားတာကတော့ချီးဆိုတဲ့အတန်ကိုရေးထားပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီမြင်တန်လေးကိုမှရှာလိုက်တန်လေးနဲ့ထွက်ပေးရမှာဖြစ်ပါတယ်ရာကောက်တန်လေးတွေထည့်ပေးထားတာကကျွန်တော်တို့ရှာလိုက်ပြီးထွက်ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲဒီတော့ကျွန်တော်တို့ပြန်ထွက်ပြပါမယ်ဟုတ်ကဲ့ဆက်ပြီးလေ့လာမယ်ဆက်ကိုတွေ့မယ်ဆိုရင် C ကိုတွေ့မယ်ဆိုရင် S ကိုတွေ့မယ်ဆိုရင်
ဒါလေးတွေကိုတော့ကျွန်တော်တို့သွားစိတ်တန်လေးနဲ့ထွက်ပေးရမှာဖြစ်ပါတယ်သူရဲ့မူရင်းတန်လေးကတော့ဒါနဲ့တူပါတယ်ဒါပေမဲ့အဲ့ဒီလိုရှာလိတ်တန်နဲ့ထွက်ပေးရမှာမဟုတ်ပါဘူးဒီမှာကျွန်တော်စာတက်လေးနဲ့ရေးထားတယ်အဲ့ဒါလေးကတော့ကျွန်တော်တို့သွားစိတ်တန်ပေါ့သွားလေးကိုစိတ်ထားတယ်ပြီးတော့ရှာလေးနဲ့သွားကြတဲ့ကနေလေးထွက်အောင်တွန်းထုတ်ပြီးထွက်လာတဲ့အတန်မျိုးလေးပေါ့အဲ့ဆိုမဲ့ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ y ကိုတွဲမယ်ဆိုရင် g w ကိုတွဲမယ်ဆိုရင် o g o အစာအနေအဆုံးတစ်ခေါက်ပြန်ပြောပြပါမယ်အစားဆုံးတစ်ခေါက်ပြန်ဆိုပါမယ်ဒီကတော့တန်ပေါ်လေးတွေပါဒီကတော့လက်ချောင်းတန်လေးနဲ့ထွက်ရပါမယ်အဲ့တော့ရှာလိတ်တန်လေးနဲ့ထွက်ပေးရမယ်ဒါတော့သွားစိတ်တန်လေးနဲ့ပါဟောပြန်ဆိုပြပါမယ်ကဲခုလောက်ဆိုရင် phonetic သင်္ကေတမှာပါဝင်တဲ့ရှမ်းမူလို့ခေါ်တဲ့ပြည်23လုံးရဲ့ခေါ်ဝေါ်လေးတွေနဲ့တန်တွက်လေးတွေကိုသိရှိနားလည်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်။နောက်ဗီဒီယိုလေးမှာဖြင်းချင်း phonetic သင်္ကေတမှာပါဝင်တဲ့ပြင့်မူလို့ခေါ်တဲ့တရ24လုံးရဲ့ခေါ်ဝေါ်လေးတွေကိုဆက်လက်မျှဝေသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုလေ့လာကြဖို့ရန်ဖိတ်ခေါ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။